ဗိုလ်ချုပ်ကြီးတွေရဲ့အသက်ကိုအမမခံနိုင်တော့ဘူးလို့ဘာကြောင့်မင်းအွန်လိုင်းဝန်ခံပြောဆိုခဲ့တာလဲတလုံးစားဘူးသူဂျေဇုဒီမြေမှာပွင့်ဒီရေမှာကြီးပြီးတဲ့သူတွေကနိုင်ငံတော်ကိုကျေးဇူးစစ်တာစောင့်ကြည့်ကြမယ်ဝတ္တရားရှိတယ်ခွေးပါစကားနာကစကားထွက်တာအားလုံးပဲမင်္ဂလာပါရေဝရှမ်းလီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မေလ22ရက်နေ့ဒီနေ့မှာတော့ကျွန်တော်နိုင်ငံတွင်းကစစ်ခွေးဗိုလ်ချုပ်ကြီးတွေရဲ့အသက်ကိုအာမမခံနိုင်တော့ဘူးလို့ပြောလိုက်တဲ့မင်းအွန်လိုင်းဗိုလ်ချုပ်ကြီးတွေရဲ့အသက်ကိုအာမမခံနိုင်တော့ဘူးလို့ဘာကြောင့်မင်းအွန်လိုင်းဝန်ခံပြောဆိုခဲ့တာလဲဟုတ်ပါတယ်နေပြည်တော်မှာအပစစ်ဗိုလ်ချုပ်တွေရဲ့အသက်ကိုမင်းအွန်လိုင်းအာမမခံနိုင်တော့တဲ့အကြောင်းကိုထုတ်ဖော်ပြောဆိုဝန်ခံလက်ရပါပြီဒီအကြောင်းတွေကိုကျွန်တော်တင်ပြပေးပါမယ်နောက်တဲ့ဒီတစ်ပုဒ်ကတော့ဒါကျွန်တော်တို့ဒီရပိုင်းအတွင်းမှာ KIA ကပြစ်ချလိုက်တဲ့ MI-70 အကြမ်းဖက်စစ်ခွေးတက်ရဲ့စစ်ရဟရင်နှစ်စင်းကြောင်းမိပါလေရုပ်သံဗီဒီယိုဖိုင်တွေရောဒါအားလုံးကိုတွေ့မြင်ခဲ့ပြီးပါပြီဆိုတော့အဲ့ဒီ MI-70 ရဟရင်မှာကျွန်တော်အိန္ဒိယနိုင်ငံတို့ကြီးကားပြားတွေတက်ဆင်ထားတဲ့အကြောင်းကိုကျွန်တော်တင်ပြပေးပါမယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘတဦးချင်းစီတိုင်းကိုဒလေးတစားဖိတ်ခေါ်လိုက်ပါတယ်အကြောင်းဖက်စစ်ခွေးတက်ရဲ့ယာရုတတိလေးတွေကယာရုအလက်စားယာရုအကြီးကြီးတွေအထိသူတို့အကုန်လုံးရဲ့အသက်ဟာကျွန်တော်တို့ UG တွေလက်ထဲမှာပါဆိုတော့ဒါကိုဒီကနေ့သက်သေပြလိုက်ပြီဒီသတင်းကိုကျွန်တော်မပြောခင်မှာကျွန်တော်ရဲ့မိဘတွေဒါပြီးခဲ့တဲ့ရပိုင်းအတွင်းမှာပဲအကြမ်းဖက်စစ်ခွေးတက်ကဒါအရာရှိဘုံမူးတကောင်ဟာမန္တလေးမိထီလာမြို့နယ်လမ်းမပေါ်မှာမှန်မချဘဲနဲ့မောင်းလို့ယူစောတီခေါင်းဆောင်နဲ့အချင်းဖြစ်ပွားခဲ့တဲ့ရုပ်သံဗီဒီယိုဖိုင်ကိုကြည့်ပြီးသွားပြီလို့ကျွန်တော်ယုံကြည်ပါတယ်အချို့မကြည့်ရသေးတဲ့ကျွန်တော်မိဘတွေကျွန်တော်ရဲ့ Telegram မှာတင်ထားပါတယ်ဆိုတော့ဒီဖြစ်စဉ်ကတော့ဒါနည်းနည်းလေးတော့ကြာနေပါပြီဒါပေမဲ့အခုအချိန်မှာအဲ့ဒီ view sorty ကောင်းဆောင်ဇော်ယူထုံးကို95ကကြီးနဲ့အမှုဖွင့်ဖမ်းဆီးလိုက်ပါတယ်အဲ့ဒီ video file မှာလည်းကျွန်တော်မိဘတွေဒါအကြံဖတ်စစ်ခွေးတက်ကဒါခါးချောင်းမှာ pistol ထိုးထားတဲ့အာနာယူနေတဲ့ကောင်ကရင်တီးတီးရိုင်းရိုင်းဆိုင်ဆိုင်ချိုးချိုးနှိမ့်နှိမ့်ပြောဆိုဆက်ဆံခံလိုက်ရတယ်လက်ကင်ထုတ်အယိုးကိုက်ဒူစောတီခေါင်းဆောင်ဇော်ယူထွန်းအဲ့ဒီမှာလည်းပဲသုံးတဲ့အသုံးနှုန်းတွေကိုကျွန်တော်ပြပါလေကြားရမှာဖြစ်ပါတယ်ငါအကြောင်းမင်းသိစေရမယ်မင်းဘာကောင်လဲအခုတော့သူတို့ချင်းချင်းကြိုက်တဲ့ပွဲမှာဒူစောတီခေါင်းဆောင်95ကကြီးနဲ့အမှုဖွင့်ဖန်ဆီးခံလိုက်ရပါတယ်တော့ဖန်နာကလည်းအဲ့ဒီဂိတ်မှာပဲတော့ဖန်လိုက်တာပါသူကအဲ့ဒီဂိတ်ရဲ့ခေါင်းဆောင်ပေါ့ဗျာတောင်ရန်စားတောက်နေတဲ့ဒေါင်းစားအကြီးစားပေါ့ဟုတ်ပြီဒီပြစ်စင်မှာသူကဖြူစောတီ18ကောင်ကတော်တော်လေးကိုမကြည်မနဲ့ဖြစ်သွားတယ်ဘလောက်ကြည့်တော့မှထုတ်ဖို့ပြောဆိုလာလဲဆိုရင်မွေရဲ့ခေါင်းကိုဖြတ်လိုက်တော့မွေရဲ့ခန္ဓာကိုယ်အမီးပိုင်းဟာအားကိုးရမဲ့အခြေအနေဖြစ်သွားတယ်လို့သူတို့ကထုတ်ဖို့ပြောဆိုလာပါတယ်သူတို့မွေလို့တော့သုံးလုံးထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ခေါင်းဆောင်ဖြစ်တဲ့မွေခေါင်းကိုဖျက်လိုက်တဲ့အချိန်မှာခန္ဓာကိုယ်ပြီးတော့အမိပိုင်းကဘယ်သွားလို့သွားရမှန်းမသိပြီးတော့ဘယ်နေရာမှာနေရမှန်းမသိအခြေအနေဒါအားကိုးရမဲ့သူမရှိတော့တဲ့အခြေအနေမှာသူတို့18ကောင်လုံးကလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ယူအဖွဲ့ကနေပြီးတော့နှုတ်ထွက်လိုက်ပါကြောင်းကျွန်တော်တို့ပြန်လဲကြားသိလိုက်ရပါတယ်ဆိုတော့ကျွန်တော်ရဲ့မိဘတွေဒီအပိုင်းအတွင်းမှာကျွန်တော်ကိုမေးလာတဲ့အချို့မေးခွန်းလေးတွေရှိပါတယ်ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတဲ့သူတွေကအကိုရှမ်းလေးနောက်ဆက်တွဲဘာတွေဖြစ်သွားလဲလို့ကျွန်တော်ကိုမေးထားတာရှိပါတယ်ဒါကြောင့်ဒီနေ့နောက်ဆက်တွဲသတင်းကိုတင်ပြတာပါအဲ့ဒီဗီစော်တီကောင်းဆောင်ဇော်ယူထုံးကတော့95ကကြီးနဲ့နောက်အုံကိုသူတို့ခွေးချင်းချင်းဖုန်ခါတာခံလိုက်ရပြီးတော့သူ့အောက်ကဒါလက်ကင်တို့အယိုးကိုက်နေတဲ့ဖြူ18ကောင်ကပါအားကိုးရမဲ့သွားတဲ့အခြေအနေမှာ
တော်လေးကိုခံပြင်းဒေါသဖြစ်နေပြီးတော့အကုန်လုံးနှုတ်ထပ်သွားကြတယ်လို့တော့ကျွန်တော်နောက်ဆုံးသိရှိထားရပါတယ်ဟုတ်ပြီကျွန်တော်ဒီနေ့အဓိကတင်ပြချင်တာကတော့အကြမ်းဖက်စစ်ခွေးတက်ရဲ့လက်ရှိတာဝန်ထမ်းဆောင်နေစေပြီးတော့ကျွန်တော်တို့နိုင်ငံကိုအကြမ်းဖက်ဘုံကျဲတပ်ဖြတ်မှုမှာပါဝင်ပတ်သက်သူမှန်သမျှဟာကျွန်တော်တို့ UG လူငယ်တွေလက်ထဲကလူရိုးထိုးစံမရှိပါဘူးသူတို့အားလုံးရဲ့အသက်ဟာလည်းကျွန်တော်တို့ UG လက်ထဲမှာပါဟုတ်ပြီဒီကနေ့မှာအကြမ်းဖက်စစ်ခွေးတက်ကမင်းအောင်လှိုင်ကိုနိုင်ဝန်ခံလိုက်ပါတယ်နေပြည်တော်မှာအပစစ်ခွေးဗိုလ်ချုပ်ကြီးတွေရဲ့အသက်ကိုအာမမခံနိုင်တော့ဘူးလို့သူပြောဆိုမှုอ่ะနေပြီးတော့စေရေးသတင်းအရှင်းမြက်ကနေပြီးတော့တိကျစွာထွက်ပေါ်လာပါတယ်ဘာကြောင့်သူဝန်ခံလိုက်တာလဲသူအောက်မှာရှိနေတဲ့သူတွေကိုတော့မကာကွယ်နိုင်တော့ဘူးဆိုတဲ့အကြောင်းတွေဘာကြောင့်ထွက်ပေါ်နေတာလဲဟုတ်ပြီဒီနေ့မှာတော့ရန်ကုန်မှာဗိုလ်ချုပ်တယောက်ရဲ့အသက်ဟာပျောက်ကြားတွေလက်ထဲအချိန်မီရောက်သွားနိုင်နေဆိုတဲ့တက်သေးကျွန်တော်ရဲ့မိဘတွေကြားပြီးပြီလို့တော့ကျွန်တော်ယုံကြည်ပါတယ်ဒီဖြစ်စဉ်မှာလည်းပဲနိုင်ငံတော်ကာကွယ်ရေးတပ်ကရိုနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖြတ်ရေးဘာသာရပ်တွေနိုင်ငံတကာဆက်ဆံရေးဘာသာရပ်တွေကိုတင် जा ပေးနေသူဗိုလ်ချုပ်ညိုထွန်းအောင်ကိုဒီကနေ့မေလ22ရက်နေ့နနက်ပိုင်းရန်ကုန်မြို့မရန်ကုန်မြို့နယ် A1 လမ်းမပေါ်မှာပဲရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့တွေကပြစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်းထုတ်ဖော်ပြောဆိုလာခဲ့ပါတယ် A1 လမ်းမပေါ်မှာကျွန်တော်တို့ UG အဖွဲ့တွေအခုလိုမျိုးတကယ့်ကိုထိတ်သီးတကယ့်ကိုအရေးပါအရာရောက်တဲ့ဗိုလ်ချုပ်တကောင်ကိုအခုလိုရှင်းပစ်ဖို့ဆိုတာတော်တော်ကိုမလွယ်တဲ့ကိစ္စဖြစ်တယ်လို့ကျွန်တော်မိပါတယ်ပထမဦးစွာအသိပေးလို့တယ်ဒီစစ်စစ်နဲ့ပတ်သက်ပြီးတော့ဒါဒီလိုမျိုးလှုပ်ဆောင်နိုင်ဖို့အချိန်အများကြီးယူရမှာသိကြတယ်ပြီးတော့ပြင်ဆင်ရတဲ့လေ့ကျင့်ရတဲ့ဇက်တိုက်ကအများကြီးကျွန်တော်တို့တစ်ချက်မှားလို့မရဘူးထူးခြားတဲ့အချက်ကဘာလဲဆိုတော့အဲ့ဒီသူ့ရဲ့လမ်းမထက်မှာပဲသူ့ရဲ့အိမ်ရှိမှာပဲပြက်ခတ်ရှင်းလင်းနိုင်ခဲ့ပြီးနောက်ပိုင်းမှာကျွန်တော်တို့ UG ဒူငယ်တွေဟာလွတ်မြောက်တဲ့နေရာဘေးကင်းလုံခြုံစွာရှိနေပါကြောင်းကြွမိပါလေကိုဒါဝမ်းသာပွဲတည်င်းကောင်းလေးတင်ပြပေးလိုက်ပါတယ်ဟုတ်ပြီဒီမရှင်နဲ့ပတ်သက်ပြီးတော့အထူးကမရှိပြန်ဆုပ်နိုင်တယ်ဆိုတဲ့အရေးအချင်းပြီးတော့ဒီမရှင်ကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့တဲ့အရေးအချင်းကျွန်တော်မိပါတယ်ကျွန်တော်တို့အားလုံးမှန်းဆလို့ရတယ်ကျွန်တော်တို့ဒီမှာတဝူးချင်းစီကမွေးဖွားလိုက်တဲ့ကျွန်တော်တို့လူငယ်တွေဟာလက်ရှိကျွန်တော်တို့နိုင်ငံအတွင်းထဲမှာဒါတကယ့်ကိုအာဏာတွေ power တွေငွေကြေးတွေချမ်းသာနေပါတယ်ပြီးတော့သူတို့ရဲ့ background တွေဘယ်လောက်ထိကြီးမားပါတယ်ဆိုတော့ဒီလိုလူမျိုးတွေရဲ့အသက်ကိုကျွန်တော်တို့နှောက်ယူနိုင်တဲ့အရေးအချင်းဒါကိုကျွန်တော်တို့ပြောချင်တာကျွန်တော်တို့ပြည်သူကမွေးဖွားလိုက်တယ်ကျွန်တော်တို့ရဲ့ UG လူငယ်တွေကျွန်တော်တို့တော်လှန်သောလူငယ်တွေဒီကနေ့ဒီနှစ်ဒီအချိန်မှာကျွန်တော်တို့ပုံမထင်ရှားတဲ့အရေးအသွေးတွေကိုကျွန်တော်မိဘတွေမြင်တွေ့နေရတာပါထပ်မံပြီးတော့မြင်တွေ့ရဖို့ရှိနေပါတယ်ဟုတ်ပြီဒီပြစ်စင်လေးကိုကျွန်တော်အသေးစိတ်တင်ပြပေးပါရစေဗိုလ်ချုပ်ချိုထွန်းအောင်ကိုသူ့ရဲ့နေအိမ်မှာပဲပြစ်ခတ်ရှင်းလင်းနိုင်ခဲ့တာဖြစ်တယ်ဒီပြစ်စင်မှာဗိုလ်ချုပ်ညိုထွန်းအောင်ကတာမန်ပုဂ္ဂိုလ်မဟုတ်ပါဘူးတကယ်ကိုထိပ်သီးအရာရှိကြီးတူဖြစ်ပါတယ်ဗိုလ်ချုပ်ညိုထွန်းအောင်ဟာနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် National Defense College NDC မှာ Internal Security Counter Terrorism နိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်တိုက်ဖြတ်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုသင်ကြားပေးနေသူဖြစ်ပါကြောင်းနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် NDC စစ်တပ်ဗိုလ်မှူးကြီးအဆင့်မှစတင်တက်ရောက်ရတဲ့စစ်တပ်ရဲ့အရေးပါတဲ့အဆင့်မြင့်စစ်သင်တန်းတစ်ခုဖြစ်တဲ့အကြောင်းကိုလည်းကျွန်တော်တို့သိရှိထားရပါတယ်
ဗိုလ်ချုပ်ချိုထွန်းအောင်ကကမ်ဘောဒီးယားနိုင်ငံတန်အမတ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးမြန်မာနိုင်ငံတွင်းကိုပြန်ရောက်တဲ့အချိန်တွေကနေပြီးတော့နိုင်ငံတော်ကာကွယ်ရေးတပ်ကလို့ NDC မှာလူမဆန်တဲ့အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကအရာရှိကြီးတွေကိုဓာတ်ရိုက်ဇက်တိုက်တင်တန်းတွေပို့ချနေတဲ့သူလည်းဖြစ်ပါတယ်ပြီးတော့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာရန်ကုန်မြို့တော်စီပင်ပတ်ဝန်းကျင်တန်ရှင်းရေးဌာနမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးတော့အာဏာသိမ်းမှုစန့်ကျင်ဆန္ဒပြတဲ့သူတွေကိုဒါဖန်စီတာတွေနှောက်ယှက်တာတွေတားဆီးတာတွေရိုက်နှက်တဲ့အစီအစဉ်တွေထဲမှာလည်းဥဆောင်ပါဝင်ခဲ့တဲ့အရေးပါတဲ့သူဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့သိရတာဖြစ်တဲ့သူဟာအထကလေးစမ်းကြောင်းမှကျောင်းသားဟောင်းတူဖြစ်ကြောင်းလည်းသိရှိရပါတယ်အကြမ်းဖက်စစ်ခွေးတဲ့ခေါင်းဆောင်မင်းအောင်လှိုင်အားထားရတဲ့ဒါဗိုလ်ချုပ်ချိုထွန်းအောင်ဟာသူအပါအဝင်ဖြစ်ပါတယ်2025ခုနှစ်မတ်လ26ရက်နေ့မင်္ဂလာတုံး၄ရက်စခန်းမှာစစ်တပ်သိမ်းပို့ဆောင်ရေးရေရင် MAF 003လေရင်နဲ့ဒါစစ်တပ်ကထိပ်ပိုင်းအကြီးအကဲတွေနဲ့အထူးထင်ရှားအရေးပါတဲ့ဒါအခမ်းအနားတွေပြီးတော့နိုင်ငံတော်နေပြည်တော်မှာကျင်းပတဲ့စစ်ရေးပြအခမ်းအနားတွေမှာမင်းအောင်လှိုင်ကိုယ်တိုင်စီစဉ်ပေးတဲ့လေရင်တဲမှာအေးလေဝင်းတို့မိသားစုဝင်တွေနဲ့အတူတူဗိုလ်ချုပ်ချိုထွန်းအောင်မှပါဝင်လိုက်ပါစီးနေထိုင်ခွင့်ရှိတဲ့ VVIP လိုပုံကူမျိုးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အရှိမှပြောတာသူတို့ရဲ့အာဏာတွေသူတို့ရဲ့ပါဝါတွေသူတို့ရဲ့စီးစိမ်တွေဒါတွေအကုန်လုံးကသူတို့ကိုမကာကွယ်ပေးနိုင်ဘူးကျွန်တော်ပြည်သူမဟုတ်ရင်ဟုတ်ပြီဒါကတော့လက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးတက်ဗိုလ်ချုပ်ကြီးတွေကအစရှိသမျှဘယ်ကောင်ပဲဖြစ်ဖြစ်ကျွန်တော်တို့သူတို့တွေအကုန်လုံးရဲ့အသက်ဟာကျွန်တော်တို့ UG တွေလက်ထဲမှာဖြစ်တယ်တနည်းအားဖြင့်ကျွန်တော်တို့ပြည်သူလူထုတစ်ရက်လုံးရဲ့လက်ထဲမှာရှိပါတယ်ကျွန်တော်တို့သေမိတ်ပေးတဲ့နေ့သူတို့တေချာပေါက်သေရမှာဖြစ်တယ်ဒါဟာကျွန်တော်တို့တော်လှန်ရေးရဲ့အရေးပါတဲ့ဒါလက်ရှိပေါ့နော်တနိုင်ငံလုံးဒါထိုးစစ်နဲ့အတူနေရမလက်စစ်စင်ရေးတွေမှာကျွန်တော်တို့ UG တွေကလည်းအခုလိုမျိုးအင်ပြည့်အားပြည့်ပါဝင်ဆင်နွှဲနေတာကိုကျွန်တော်ရဲ့မိဘတွေထူးခြားစွာတွေ့မြင်နေရတာဖြစ်ပါတယ်ဒီ mission နဲ့ပြီးတော့ဒီဖြစ်ရနဲ့ပတ်သက်ပြီးတော့အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တဲ့ကျွန်တော်တို့ရန်ကုန်မြို့ပြ UG အဖွဲ့ရဲ့စွမ်းဆောင်ရည်သူတို့ရဲ့အရေးအသွေးအရေးချင်းတွေကိုကျွန်တော်ရဲ့မိဘတွေလက်ခံယုံကြည်မယ်လို့ကျွန်တော်ဒီကနေပြီးတော့မျှော်လင့်ပါတယ်နောက်ထပ်ဒင်းလေးတစ်ခုတင်ပြချင်ပါတယ်အဲ့ဒါကတော့ KIA ပစ်ချလိုက်တဲ့ MI-70 ဒါအကြမ်းဖက်စစ်ခွေးတက်ရဲ့ရဲရင်နှစ်စင်းအဲ့ဒီရဲရင်အတွင်းပိုင်းထဲမှာကြီးကာပြားတွေတက်ဆင်ထားတယ်အဲ့ဒီကြီးကာပြားတွေကိုအိန္ဒိယနိုင်ငံကပေးပို့ထားတာလို့ကျွန်တော်တို့တိကျခိုင်မာစွာသက်သေနဲ့ကွာရရှိထားပါတယ်အဲ့ဒီသက်သေကလည်းပဲလက်ရှိ MI-70 ညက်ကင်မီးဖုတ်ပြာကျသွားတဲ့နေရာကနေပြီးတော့ကျွန်တော်တို့ရရှိထားတာဖြစ်တယ်ဟုတ်ပြီ MI-70 ဒါစစ်ရဲရင်အတွင်းပိုင်းမှာကြီးကာပြားတွေကတ်ထားတယ်ကျွန်တော်တို့ကတွေ့ရလက်နက်နဲ့ကျွန်တော်တို့ကကင်တာကိုဗျာဆိုတော့ .5 နဲ့လည်းကင်မှာပဲ RPG နဲ့လည်းထုရင်ထုမှာပဲဆိုတော့အတွင်းပိုင်းနဲ့ထုကျွန်တော်တို့ရဲ့ကြည်မရောက်နိုင်အောင်သူတို့ကကြီးကာပြားနဲ့ကာထားတာဒါပေမဲ့ကျွန်တော်တို့ကစစ်ရရင်တစ်စီးလုံးကိုမီးဖို့ပြာချပေးလိုက်တော့အဲ့ဒီကြီးကာပြားကလည်းသူတို့ရဲ့အသက်ကိုမကာကွယ်ပေးနိုင်ဘူးဆိုတာကိုဒီနေ့ထပ်ပြီးတော့တွေ့မြင်ရမှာဖြစ်ပါတယ်ထူးခြားတာကတော့အဲ့ဒီကြီးကာပြားကိုအိန္ဒိယနိုင်ငံကတက်ဆင်ပေးထားတယ်လို့ကျွန်တော်တို့တွေ့ရှိခဲ့တာဖြစ်ပါတယ်ဟုတ်ပြီကဲပြချလိုက်တဲ့အကြမ်းဖက်စစ်ခွေးတဲ့ရဲ့ဒါရဲရင်အတွင်းပိုင်းထဲမှာအိန္ဒိယနိုင်ငံတို့ကြီးကာပြားတွေတက်ဆင်ထားတာကိုကျွန်တော်တို့ဒီနေ့တွေ့လိုက်ရခြင်းကအိန္ဒိယနဲ့အကြမ်းဖက်စစ်ခွေးတက်ဟာထဲထဲဝင်ပတ်သက်မှုရှိနေတယ်ဆိုတာကိုဒီကနေ့ထပ်မံပြီးတော့မိမောင်ထုတ်ပြလိုက်ခြင်းဖြစ်ပါတယ်ဟုတ်ပြီအိန္ဒိယကမ္ပဏီ MKU တို့ကြီးကာပြားတွေထပ်ပိုးတက်ဆင်ထားတဲ့ရဲရင်အတွင်းထဲကဒစိတ်အမှတ်သားကတက်သိခံနေတယ်လို့ KIA ကထုတ်ဖော်ပြောဆိုလာပါတယ်အိန္ဒိယကမ္ပဏီ
MKU ဟာ KAVR အမည်နဲ့ကြီးကာပြားတွေထုတ်လုပ်ပါတယ်ပြီးတော့ night version လိုမျိုးပစ္စည်းမျိုးတွေပြီးတော့ Naro လိုမျိုးဒါအမည်တွေနဲ့ဒါဆက်လက်နဲ့ပစ္စည်းမျိုးစုံကိုထုတ်လုပ်တဲ့ company တစ်ခုဖြစ်ပါတယ်တက်ကြသွားတဲ့ရဟရင်မှာတက်ဆင်ထားတဲ့ပစ္စည်းတွေနဲ့ထုတ်လုပ်တဲ့ခုနှစ်ဟာအဲ့ဒီမှာရေးသားဖော်ပြချက်ရ2025မှာဖေဖော်ဝါရီလလို့ရေးသားပါတယ်ဆိုတော့2025ဖေဖော်ဝါရီဆိုတော့စိတ်တော်မကောင်းဘူးသူတို့အတွင်းထဲမှာပါတဲ့ဗျူဟာမှုတွေပြီးတော့ဘိုလ်ချီချုပ်တွေဝင်ချီချုပ်တွေတင်မာဆိုလို့အိန္ဒိယနိုင်ငံကကြီးကာပြားတွေကတ်ထားပါတယ်ဆိုမှလေရင်တစ်စင်းလုံးကိုမိဖို့ပြာချလိုက်တော့ကြီးကာပြားတွေကလည်းအဲ့ဒီဗျူဟာမှုတွေအဲ့ဒီဘိုလ်ချီချုပ်တွေကိုမကာကွယ်ပေးသွားနိုင်တော့စိတ်မကောင်းဘူးဗျာတတ်ထားတာကလည်း2025မှာဆိုတော့မကြာသေးဘူးနှမျောလိုက်တာဟုတ်ပြီဒီဖြစ်စဉ်ကတော့လက်ရှိကျွန်တော်အကြမ်းဖက်စစ်ခွေးတက်နဲ့အိန္ဒိယနိုင်ငံဟာကျွန်တော်ပြည်သူကိုအကြမ်းဖက်တပ်ဖြတ်နေတဲ့ခဏဖြစ်စဉ်မှာပါဝင်ပတ်သက်မှုတွေဆက်နွယ်မှုတွေရှိနေတယ်ဆိုတာကိုကျွန်တော်တို့တက်တည်နေတကွာဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်ဒီဖြစ်စဉ်မှာလည်းပဲကျွန်တော်ရဲ့မိဘတွေလက်ရှိအိန္ဒိယနိုင်ငံရဲ့ဒီကျွန်တော်နိုင်ငံအရေးမှာဤမျိုးစုံနဲ့အမျက်ထုတ်နေတာကိုကျွန်တော်မိဘပြည်သူတွေရဲ့အမြင်တွေကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာရေးပြစေလိုပါတယ်ဒါမေလ14ရက်နေ့မှာတမူပကဖအဖွဲ့ဝင်ကျွန်တော်ရဲဘော်10ဦးကိုလည်းအိန္ဒိယနေကြားစောင့်တက်ကနေတော့ဖမ်းဆီးခေါ်ဆောင်ပြီးတော့ရဲဆက်ဆက်တပ်ဖြတ်ပြီးတော့မှကျွန်တော်တို့ရဲ့ဒါရဲဘော်တွေရဲ့ဓာတ်ပေါ်တွေကိုပြန်ပို့ပေးလိုက်တယ်ဒါဟာတော်တော်လေးကိုရုပ်ပြတ်တဲ့ဖြစ်စဉ်တစ်ခုဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြည်သူအကုန်လုံးလည်းသိရှိခဲ့ပြီးဖြစ်တယ် NUG မြို့သားညီညွတ်ရေးအစိုးရကလည်းဒါနဲ့ပတ်သက်ပြီးတော့ပြင်းပြင်းထန်ထန်ကန့်ကွက်လှုပ်ဆောင်နိုင်ဖို့ကျွန်တော်ပြည်သူအားလုံးကလိုလားတောင်းတနေကြတယ်ဒါနဲ့အခုလက်ရှိကျွန်တော်တို့ MI70 ရဲရင်အတွင်းပိုင်းထဲမှာတက်ဆင်ထားတဲ့ကြီးကားပြားတွေနဲ့စစ်လက်နက်ပစ္စည်းဟေဟာအိန္ဒိယနိုင်ငံကမာယူတင်သွင်းထားတဲ့အိန္ဒိယနိုင်ငံကတက်ဆင်ပေးထားတယ်ဆိုတော့ကျွန်တော်တို့ပြည်သူကိုနေ့စဉ်ဘုံကျဲတပ်ဖြတ်မှုမှာအိန္ဒိယနိုင်ငံရဲ့ပျောကမကင်ဘူးဆိုတာကိုလည်းကျွန်တော်တို့ထင်ထင်ရှားရှားတွေ့ခဲ့ပြီးဖြစ်ပါတယ်ဒါဟာကျွန်တော်နိုင်ငံအတွင်းထဲမှာအခုလိုမျိုးဒါပြပခါတွေဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံနဲ့အနည်းဆုံးနိုင်ငံတွေကကျွန်တော်တို့လက်ရှိဖြစ်နေတဲ့ဒါပြည်သူတရက်လုံးရဲ့တော်လှန်ရေးဒီတော်လှန်ရေးကိုခရိုးလုပ်ပြီးတော့သူတို့နိုင်ငံအကျိုးဖြစ်ပွားဖို့အတွက်ပြောချင်တာကတော့စီးပွားရေးဖြစ်ဖို့အတွက်ငွေကြေးရဖို့အတွက်အကျိုးအမြတ်လွန်စွာရရှိဖို့အတွက်အမြတ်ထုတ်နေတယ်ဆိုတာကိုကျွန်တော်မိဘပြည်သူတွေသိရှိဖို့ရည်ကြီးပါတယ်ဆိုတော့ကျွန်တော်တို့လူငယ်ရဲဘော်တွေကမြေပြင်မှာဓာရီကိုနေ့စဉ်နဲ့အများကြုံတွေ့နေရတာပါဥပမာကျွန်တော်တို့မှားလိုက်တဲ့ပစ္စည်းအစမတန်ဈေးကြီးပေးပြီးတော့ကျွန်တော်တို့ဝယ်ယူရပါတယ်ကျွန်တော်တို့ဒါပျက်စီးသွားတဲ့အစိတ်ပိုင်းအချို့ပြန်လည်ပြင်ဆင်နိုင်ဖို့ကိုလည်းပဲအစမတန်ဈေးကြီးဝယ်ယူနေရတာပါပုံမှန်အတိုင်း Google မှာခောက်ပြီးတော့ဒါဒီ product တစ်ခုပေါ့ဗျာလက်နက်တစ်ခုရဲ့ဈေးနှုန်းကိုကျွန်တော်တို့စုံစမ်းသိရှိနိုင်တဲ့ကျွန်တော်တို့လက်ရှိ AI ခေတ်ကြီးတွေမှာကျွန်တော်တို့ရယူကျွန်တော်တို့သုံးဆွဲနေရတဲ့အသုံးပြုနေရတဲ့ဒီဒေါ်လာကြီးရဲ့အစိတ်အပိုင်းတစ်ခုချင်းစီရဈေးနှုန်းအင်မတန်ကြီးပါတယ်10ဆအစ20အစ30လောက်ထိကိုကျွန်တော်တို့ဒါဝယ်ယူနေရတဲ့အချိန်တွေကိုလည်းကျွန်တော်မိပါတယ်သုံးသက်ထင်မြင်နိုင်ပါတယ်ဒါဆိုရင်တော့လက်ရှိကျွန်တော်တို့တော်လှန်ရေးအရွေ့ဟာအမြင့်မားဆုံးသောအခြေအနေတစ်ခုကိုရောက်ရှိနေပြီဒီအချိန်မှာဒီတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်သူနဲ့အတူရှိနေတဲ့သူတွေဟာဘာတူလဲဆိုတာကိုလည်းကျွန်တော်တို့ကွဲကွဲပြားပြားထင်ထင်ရှားရှားတွေ့မြင်နေရပါတယ်တခါတည်းမှာကျွန်တော်ပြောနေကြစကားလေးတစ်ခုရှိတယ်ဒီတော်လှန်ရေးမှာကျွန်တော်တို့အတွက်အများကြီးအကျိုးဖြစ်ထွန်းနိုင်တဲ့အချက်တွေကျွန်တော်တို့တွေ့ရှိရပါတယ်ကျွန်တော်နိုင်ငံ Federal Democracy တိဆောက်မယ်ဆိုရင်ကျွန်တော်တို့ဘယ်သူတွေနဲ့အလုပ်လုပ်ကြမလဲပြီးတော့ကျွန်တော်တို့ပြည်သူတွေဒုက္ခဆင်းရဲ
ဒုက္ခပင်လေဝေနေတဲ့အချိန်မှာကျွန်တော်တို့ပြည်သူကိုဘယ်သူကကူညီခဲ့တာလဲကျွန်တော်ပြည်သူတွေနေ့စဉ်ဘုံကျက်တက်ပြတ်ခံနေရတယ်အခုချိန်မှာစာဝတ်နေရေးအလွန်အင်မတန်ခက်ခဲနေတဲ့အချိန်မှာကျွန်တော်တို့ပြည်သူလက်ထဲကိုဘယ်သူတွေလာပြီးတော့အကူအညီပေးတာရှိလဲဒါကကျွန်တော်တော်လှန်ရေးအကြီးမားတဲ့အမျက်ဆုံးဖြစ်ပါတယ်ကျွန်တော်နိုင်ငံကတဘောတန်ရဇာတာတွေအလွန်အင်မတန်ပေါ်ကျွယ်ဝတဲ့နိုင်ငံဖြစ်တယ်ကျွန်တော်နိုင်ငံရဲ့ကုန်းမြေနဲ့ရေမြေမှဘယ်နိုင်ငံမှာမှမရှိတဲ့ပစ္စည်းတွေကျွန်တော်တို့နိုင်ငံအတွင်းထဲမှာအကုန်ရှိပြီးသားရေနံကြည့်မလားခနောက်စိမ့်ကြည့်မလားပလဲကြည့်မလားဗရန်များကြည့်မလားကြောက်စိမ့်ကြည့်မလားကျွန်းသစ်ကြည့်မလားအကုန်ရှိတယ်နျူကလ িয়ার ထုတ်နိုင်တဲ့ကုန်ချမ်းအထိရှိလို့မြေရှားတတုပါပိုင်ဆိုင်ထားတဲ့အခြေအနေရှိတယ်ရေနံလည်းအစင်သင့်ရောဘာလည်းအစင်သင့်စံကလည်းပဲဖူလုံနေပြီးသားဆိုတော့ကျွန်တော်ရမိပါတယ်ဒီဒေါ်လာရေးမှာရေးကြည့်တဲ့အချိန်ကိုရောက်ရှိနေပြီလက်ရှိအချိန်မှာလည်းကျွန်တော်တို့ဒါမြို့ပြ UG တွေနဲ့ကျွန်တော်တို့ ERO တိုင်းသားတပ်ဖွဲ့ဝင်တွေပြီးတော့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့နေရာအစုံမှာစစ်မျက်နှာဖွင့်ထားပါကြောင်းကိုလည်းကျွန်တော်မိဘတွေ့မြင်မှာဖြစ်ပါတယ်ဒါကြောင့်လက်ရှိအချိန်မှာဒါမိုးရသည်ရောက်ရှိနေတဲ့ကာလလည်းဖြစ်တယ်ပြီးတော့တိုက်ပွဲတွေစတိုက်ဖြစ်နေတဲ့အချိန်မှာဒါလက်နက်ခဲရင်လိုအပ်ချက်တွေရှိတယ်စေဝါကုသရမယ်ဒါအခြေအနေတွေလည်းအများကြီးရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ထပ်ပြီးတော့စ조사ရုံးကန်ဝင်းရံပေးဖို့ဒါဖိတ်ခေါ်ခြင်းနဲ့ဒီနေ့ဗီဒီယိုကိုဆုံးသက်ပြစေနောက်လာတဲ့ဗီဒီယိုကိုဒီထက်ပိုကောင်းအောင်ကျွန်တော်အမြဲတမ်းစ조사ပေးနေပါတယ်လက်နက်ပေးစစ်ဘေးကပ်ပေးကြောက်နေတယ်ကျွန်တော်နိုင်ငံတွင်းမှာရှိတယ်မိဘတအိုးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါသေးကြောင်းလေးနဲ့ဆူတောင်းခြင်းနဲ့ကျွန်တော်ရေပေါ်ရှင်းလိုက်ပါဗမော်ငက်ကင်ကိစ္စမပြီးပြတ်သေးဘူးပြုမတာလောင်းနေတရဇက်ထပ်ထွက်ပေါ်နေတယ်လို့ငက်ကင်ကိုဝင်ဆောက်နေ drone နဲ့ဝင်ဆောက်နေဗီဒီယိုကလစ်တစ်ခုထွက်ပေါ်လာပါတယ်မြေပြင်အနေဓာတ်တွေကိုဆက်စစ်ကြည့်တော့ဒီရဟရင်ကို drone နဲ့ဝင်ဆောက်တဲ့အခြေအနေဟာဗမော်မှာဖြစ်တယ်ဆိုတဲ့အချက်လက်အချုပ်ကျွန်တော်တို့တွေ့ရတယ်အကယ်၍သာဒီရဟရင်၃စီးမှာတစ်စီးကတော့လွတ်သွားတယ်တစ်စီးကတော့ရွှေကူမှာပြတ်ကြတယ်နောက်တစ်စီးကတော့အပေါ်ကပန်ကာထိတ်မှာနော်အပေါ်ပန်ကာတလက်ထိတ်ပါမီးဆွဲလာသွားတဲ့ဗီဒီယိုကိုအားလုံးနဲ့တွေ့ပြီးဖြစ်မှာပါအဲ့တော့အကယ်၍သာဒီ drone ဝင်စောင့်နိုင်ခဲ့တဲ့အခြေအနေမျိုးရောက်နေပြီဆိုရင်တော့ဘာစစ်ချမ်ပတ်တဲ့ရဲ့ latest scan ဌာနချုပ်တွေက MI-70 MI-35 အပါအဝင် Jet Fighter ဆိုရဲလေမြန်တွေဟာကျမမြင်တဲ့အခြေအနေကိုရောက်လာပါဒီ drone မျိုးစားတွေကို FPV လို့ခေါ်တာမျိုးလည်းရှိတယ် suicide drone လို့ခေါ်တာမျိုးလည်းရှိတယ်လို့ယူကရိန်းမှာတော့တဲ့ဝင်ပြစ်ဆောင်ချတဲ့ဒီ suicide drone လို့အနေဆုံးပြောမှာဒီဗီဒီယိုတွေလည်းအားလုံးတချို့တော်တော်များများတွေ့ဘူးမှာပါဒေါ်လာတန်းချီတန်တဲ့တင့်ကားတွေကိုယူကရိန်းရဲ့တစ်ခါလုံးတစ်ခါလုံး suicide drone တွေကပြစ်ခွဲပစ်တာအဲ့တော့ဒီကနေ့ဒီရဟရင်ကို drone တွေဝင်စောင့်နိုင်ပြီဆိုတဲ့အခြေအနေမျိုးဆိုရင်တော့ drone တစ်စီးရဟရင်တကောင်ပစင်းတကောင်တန်တယ်နောက်တဲ့ latest ခန်းတွေရဲ့အထိလုံနိုင်ရင်မာလာစစ်တဲ့ကျမငင်ပါပေါ့ဗျာထို့တူပဲမနက်ကတော့ဘိုးကြီးပုံမှုအဆင့်မဟုတ်ဘိုးချုပ်အဆင့်ထိပါတက်ကျိတ်နေပြီဆိုတဲ့အကြောင်းကျွန်တော်နေ့လေတင်ဆက်မှုမှာပြောကြားထားပြီးသားဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီကနေ့မှာရှာတင်မိုးရဲ့အောင်နမိတ်အောင်စိတ်နဲ့ရက်ရှည်ရခေါင်းသားလို့ပေါ့မျက်ရည်မကျနဲ့ကွာအန်ဂျီဘီအမောင်ဇွဲတံမှာအလန်ချိတ်ပြီးအောင်ပွဲခံရမှာအကြောက်တန်အတွင်းဖောက်ပြီးနောက်ပြန်ပြေးဖို့မရှာနဲ့ရှေ့ကိုသာဆက်လျှောက်တနည်းရှောက်ရမယ်နိုင်ငံတော်သစ်စီရှာတင်မိုးရဲ့ကြပြပါနောက်ဆုံးကနိုင်ငံတော်သစ်ကတော့ကျွန်တော်ထည့်တာတော်လိုင်းရဲ့၄နှစ်တာ၄နှစ်ကျော်၅နှစ်တာကာလခရီးအကြောက်တန်အတွင်းပေါက်ပြီးနောက်ပြန်ပြေးပေါက်မရှာနဲ့အရှိကိုသာဆက်လျှောက်တနစ်နိုင်ငံတော်တစ္စီရောက်ကိုရောက်ရအောင်နမိတ်အောင်စိတ်တွေကတော့ပြနေပါပြီ
ဒီနေ့ဆိုခွင်းကောင်ကြိုက်တဲ့ပွဲမိတ်ထီလားစော်ယူထွန်းစစ်တပ်ကဖမ်းဆီးလိုက်တယ်ဖမ်းဆီးလိုက်တဲ့ပုံမှာမိတ်ထီလာပြူစောထီတွေတရဇက်နှုတ်ထွက်နေပါတယ်ပြူစောထီအားကိုပြီးမြို့ကိုကင်းပတ်နေရတဲ့စစ်တပ်ဘဝကတော့ကန်ဆိုးမသွားရမိုးလိုက်လို့ရွာကန်ဆိုးပြီးတော့မိုးမောင်တဲ့အခြေအနေပါမန္တလေးပြည်သူစစ်တွေလည်းနှုတ်ထွက်မယ်လို့ကြားသိနေရပြီးပြည်သူစစ်ပြူစောထီတော်တော်များများဟာစစ်တပ်ရဲ့ကြုံတဲ့ပေါက်လို့ဆက်ဆံခိုင်းစီမှုကိုသိမြင်လာနေကြပါတယ်အဲ့တော့မိဒီလာပြူတွေနှုတ်ထွက်တယ်လို့တစ်ဖက်မှာလည်းတော်လိုင်းတက်တွေရဲ့ပြင်းပြင်းထန်ထန်ဖိုးစစ်တွေကြောင့်ပြူစောထီတွေဟာနေလားညလားကြီးလက်အစာကြောက်လန့်တကြားနဲ့နေထိုင်နေကြရရှာတယ်ဒါပြင်မှာသူတို့အားကိုးတဲ့သူတို့ယုံကြည်တဲ့သူတို့မော်ဖူးတဲ့စစ်တပ်ဟာသူတို့ကိုကာကွယ်ဖို့နေနေတတ်အရှိကနေအသေးခံခိုင်းလူသားတိုင်းလှုပ်ပြီးထိုးကျွေးနေတာကိုသိမြင်တဲ့အခါကျဖတ်စစ်တပ်ကိုပြူစောသည်ပြည်စုစစ်တွေစွန့်ခွာလာကြပါတယ်နောက်တစ်ချက်ကပြူစောဒီရွာတွေဆိုစီယုံလေးဆင်းပြီးတော့ဖွဲ့စည်းထားပေမဲ့စံမပေးနိုင်စီမပေးနိုင်ရိတ်ခါတွေအငတ်အပြက်ပြက်နဲ့မသိုံတမဲရှင်တိုင်နေရတဲ့အယိုးပြိုင်ကြတဲ့ပြူစောတိရွာတွေတွေ့ကြတယ်မလားပောက်ကိုတော့ဆိုရင်ပြူစောတိတွေငတ်လို့လိုင်းပေါ်ခဏတက်အောင်ရရှာတယ်လေဒီအချိန်ဒီမှာဖတ်စစ်တာမွေးဘူးရကင်းမောက်နေပါတယ်ပြူစောတိတွေကစွန့်ခွာနေတယ်လို့အုပ်ကြီးတွေတဆက်ရှင်းလင်းခံနေရပါတယ်ပြည်သူစစ်မှုထမ်းဆိုတဲ့ခေါင်းစဉ်အောက်မှာပေါ်တာဆွဲလို့ပြည်သူလူထုရဲ့အမျက်ဒေါသကိုရင်ဆိုင်နေရတဲ့အုပ်ချုပ်ရေးမှုတွေတရဇက်ပလိုင်းတက်တွေပြစ်တာခတ်နေပါတယ်ဒီကနေ့တော့စစ်မှုထမ်းလို့ပြည်သူစစ်မှုထမ်းစစ်ခေါ်ရေးဗဟိုအဖွဲ့တာဝန်ရှိသူတိုင်းအဆင့်တာဝန်ရှိသူတို့သိရတယ်ဘိုလ်ချုပ်ဘာလို့လဲဝနကြော်တင်ပွဲရကြီးစရှင်းလင်းခံရတယ်ဗိုလ်ချုပ်အဆင့်ရှင်းလင်းတဲ့ရဲဘော်တွေကတော့ဘေးလွတ်ရာကိုရောက်သွားပြီလို့ကျွန်တော်တို့နောက်ဆုံးသိရပါတယ်အဲ့တော့ဒီကနေ့တော့အုပ်ချုပ်မှုတန်းလွင်ထပ်သိပါတယ်စစ်မှုထမ်းကြီးဆိုပြီးပြည်သူစီကနေပြီးတော့တအိမ်ကို3သိန်းကျပ်အတင်းအဓမ္မကောက်ခံနေဝင်မပေးနိုင်တဲ့ပြည်သူတွေကိုစစ်ခွေးတက်ခေါ်ပြီးဖမ်းခိုင်းမယ်လို့ချင်းချောက်တယ်စစ်မှုထမ်းကိုအတင်းအဓမ္မမဲနိုင်ခိုင်းတယ်ဒါကြောင့်ရှင်းမင်းတယ်လို့သိရပါတယ်ဆိုင်ကယ်ဆောက်တစည်းတမြောင်တစ်ချောင်းမိုဘိုင်းဖုန်းတစ်လုံးဝေသား4သိန်းကျပ်မှတ်ပုံတကန်2ခုစားရနီသိစီရမိပါတယ်ဘယ်ကလဲဆိုတော့ဘကိုတိုင်းအုပ်ဖို့မြောက်ချောဘုံရွာကလွှတ်စင်အုပ်စုအုပ်ချုပ်ရေးမှုတန်းလွင်ပါဒီကနေ့22ရက်နေ့မိုးလေတနာရီမှာတာလီကဂွေးချောင်းဆက်သွယ်လမ်းပေါ်ဆိုင်ကယ်အဆက်ကလေးမောင်းလာရင်တာယာရီခရိုင်တရင်3800တစ်တခွဲငါဂျိုးဝင်းကောက်ဟီးရိုးပြောက်ကြားတပ်ဖွဲ့ရဲဘော်များမှာစောင့်ချူပြစ်ခတ်ရှင်းလင်းရုပ်ရည်ဦးကောင်းနဲ့ရှင်ဘက်ကိုကြည်တစ်ချက်စီထိမှန်ပြီးလမ်းပေါ်မှာတုံလုံးပက်လက်မနိုးတော့အိတ်ချင်းနဲ့အိတ်ဆက်သွားပါတယ်အဲ့တော့ဒါရင်မဲလားကိုမြတ်ကျော်ရဲ့ဒါရင်မဲလားအားမရဘူးဗျာမကွေးတိုင်းတောင်ရင်းကြီးမြို့နယ်မှာစစ်တပ်သတင်းပေးတလန်တရှို့ဂွေးတော့ခုကြေးရွာအမှုပွဲစားရဲခိုင်သိပါတယ်27ရက်နေ့မနေ့ကနေ့လေ12နာရီမှာအိမ်ကိုဝင်ပစ်ပါတယ်တတိပေးတယ်နော်နားမထောင်ဘူးနားမထောင်ရင်ခံပစ်တော့အရှင်မထားဘူးအဲ့တော့ဂွေးတော့ခုကြေးရွာဗရက်ချက်ရဲစခန်းအနီးကပ်ဆုံးတည်ရှိတဲ့ပြူစောတိတင်နန်းတပ်သူ9ဦးရှိတယ်အဲ့ဒီ9ဦးဟာအုပ်ချုပ်ရေးမှုတွေတလန်တွေပြည်သူစစ်တွေထွေအုပ်ဝန်ထမ်းတွေစရွေးတွေတပ်ဆိုင်ရာဝန်ထမ်းတွေရှိတယ်နော်ဝေတော့ကုန်းကျေးရွာပေးကျဲရဲစခန်းနဲ့အနီးကပ်ဆုံးသူတွေပြည်သူလူထုနဲ့ပူးပေါင်းပါမပူးပေါင်းရင်
ပြစ်ဒဏ်ခတ်မယ်လို့မဝေးပြောက်ကြတဲ့တောင်းဝင်ကကိုကန်ကြီးမောင်ကရာဇသံထုတ်ပြန်လိုက်ပါတယ်ဒါရမဲလားကိုမြတ်ကျော်ရဲ့ဒါရမဲလားဆိုတော့သူ့ကြီးပဲလားဆိုတော့မကသေးပါဘူးကိုစန်းတီတယောက်လည်းတည်သွားပြန်ပါပြီတရားဝတီကပေါ့ဗျာမင်းလားစိန်ကန့်လိုက်ရွာကရွှေကြီးမြင့်ရက်ကွက်မှာနေတဲ့တလန်စစ်ခွေးလမ်းပြဖက်စစ်အလိုတော်ကြီးစန်းတီသူကတော့19ရက်နေ့မှာဂျိုးမြဖြတ်ကျော်လမ်းဘေးပြင်းကလေးကင်းရွာအနီးကြီးစံ62တောက်နဲ့မိုဘိုင်းဖုန်းတစ်လုံးစိုက်ကတဲ့ဇီးနဲ့တူတရားဝတီခရိုင်တရင်3800နဲ့တက်ခွဲ9ကအရှင်ဖမ်းမိပါတယ်ဖမ်းပြီးတော့ကောက်မှုထားတာပေါ့ဗျာကျွန်တော်တို့တော်လိုင်းတက်တယ်ဆိုတာကတော့မြစ်တာချစ်ချင်းမြစ်တာကြောင့်တော်လိုင်းကိုဆင်နွှဲနေတာလေလူဖွဲ့ကြီးကိုချစ်တဲ့စိတ်တရားမျှတမှုကိုချစ်တဲ့စိတ်တိုင်းပြည်နဲ့လူလူကိုချစ်တဲ့စိတ်ကြောင့်တော်လိုင်းဆင်နွှဲနေတဲ့အခါကျကောင်းမှုခေါ်လာပါတယ်စရိယာစစ်တပ်ကိုသတင်းပေးတယ်လမ်းပြတယ်ပြည်ရဲကျွမ်းသားတွေကိုဖမ်းဆီးတယ်တပ်ဖြတ်တယ်သူနဲ့မတည့်တဲ့လူတွေကို PDF ထောက်ပံ့သူလို့ဆွဆွဲပြီးဖမ်းခိုင်းပြီအဲ့တော့ဒိုင်းနဲ့ပတ်သက်ပြီး3800နှစ်ဒီပေါ့နော်ရဲဘော်တွေကဖမ်းဆီးလာခဲ့ပါတယ်ဖမ်းဆီးလာပြီးတော့စစ်ဆေးပါတယ်ဥပဒေနဲ့အညီပေါ့ဗျာနော်စစ်ဆေးတယ်မေးမြန်းတယ်ခမရဘာတွေလုပ်ခဲ့တယ်လဲဟမ်ခမရမဟုတ်တာတွေလုပ်ဝင်ခံပါဝင်ခံရင်တော့ကျွန်တော်တို့စစ်ဆေးရပါလိမ့်မယ်ဥပဒေရကျွန်တော်တို့အပြည့်ပေးမှာပါကျွန်တော်တို့မှာနိုင်ငံတကာ Geneva Convention ဘာညာတရကနေကြကွာရှိပါတယ်အဲ့တော့အဲ့ဒါကကျွန်တော်တို့လိုက်နာခြင်းနဲ့လိုက်နာမယ်မလိုက်နာခြင်းနဲ့မလိုက်နာဘူးခင်ဗျားပုံမူတည်ပါတယ်ဥပဒေနဲ့ညီကျုပ်တို့စီရင်ဆောင်ရွက်မှာပါလို့ပြောနေဖို့ပြောဖို့အချုပ်တွေကနေခေါ်ထုတ်တမ်းပြေးတော့ဒလန်ကောင်ပြင်းရင်တမျိုးလုံးတွေ့အောင်ဒုက္ခရောက်ပါလိမ့်အဲ့တော့မနေတာပဲတော်လိုင်းတက်တီဟာကြီးပေါက်လိုက်ရပါတယ်ကြီးပေါက်လိုက်တော့ထိမှန်ပြီးသိဆုံးသွားခဲ့ရပါတယ်အဲ့တော့ဒီစန်းထိရဲ့တန်းတွင်ရဲ့အမှုပွဲစားရဲနိုင်ရဲ့ရဲခိုင်ရဲ့သူတို့သိဆုံးမှုကိုကျွန်တော်ဒီနေရာကနေပြီးတော့တိုက်ပြည်နဲ့လူလူမှာမင်းတို့သိဆုံးခြင်းဟာတိုက်ပြည်လူလူကောင်းစားရေးတွားလို့မှတ်ယူပေးပြီးမရှိခြင်းသိခြင်းအဖြစ်တိုက်ပြည်နဲ့လူလူပေါ်မှာကျေးဇူးပြုတဲ့ရဲခိုင်တန်းလွင်စန်းထိတို့ကိုတာရုခေါ်ပါတယ်အသက်ပေးပြီးတော့အသက်ကိုစွန့်လွတ်ခါတေပေးပြီးတော့သူတို့တေမှာပဲတိုင်းပြည်နဲ့လူလူသူ့ရက်ရွာကြီးကကောင်းစားမှာကိုသူတို့မတေသမျှဒုက္ခပေးနေတဲ့ခါကျတော့သူတို့တေပေးခြင်းအဖြစ်နတ်တိပစ္စယောကျေးဇူးပြုတဲ့အတွက်ကျွန်တော်ကောင်းလေစွာလို့ပြောကြားလုပ်ပါတယ်ဒီလိုကောင်းလေစွာလို့ပြောကြားနေတော့ကျွန်တော်တို့ကဒီဘက်ကအုပ်ကြီးတွေတလန်းနေဒါပေါ့နော်ဒီရဟတ်ရင်တွေကိုတိုက်ခိုက်ခြေမုံပြီးတော့ကျွန်တော်တို့ကဘယ်လိုပြောမလဲအောင်စိတ်အောင်နမိတ်တွေနဲ့ဝမ်းသာလေပြောနေတော့မှာတလုံးစားဖို့သူဂျေဇုနိုင်ငံတော်ဂျေဇုသစ္စာစောင့်တည်ပါလို့ခွေးထက်မိုက်တဲ့ကောင်ပြောပါတယ်ဘယ်သူလဲဆိုတော့မင်းအောင်လိုက်ပေါ့မင်းအောင်လိုင်ကတလုံးစားဖို့သူဂျေဇုနိုင်ငံတော်ဂျေဇုသစ္စာကိုစောင့်တည်ရမယ်လို့မင်းအောင်လိုင်ကရေချောင်းလေချောင်းတင်နန်းသားလူငယ်များတွေ့ဆုံစင်မှာပြောတယ်လို့သိရတယ်အဲ့တော့အဲ့ဒီမင်းအောင်လိုင်ဆိုတဲ့ကောင်ရဲ့ပါဇက်ထဲကချီမနဲ့ကလော်ထုတ်လိုက်ရင်ပြည်သူကျွေးရတဲ့ထမင်းအတောက်လိုက်ထွက်လာပြီအဲ့ဒီဖက်စစ်တက်တလုံးကလက်ကြည့်ပြည်သူကိုဘုံကျဲကလေးတွေကိုဘုံကျဲတက်ဖြတ်နေတဲ့လေတက်ရေတက်ကြီးတက်ဆိုတဲ့စစ်သားရဲထွေအုပ်လာဝကစီပင်မော်တော်ဘီကအခြားဌာနဆိုင်ရာဝန်ထမ်းဆိုတဲ့ကောင်တွေကိုတခါလေးပြောမယ်မင်းတို့လက်ရှိစားနေတဲ့ထမင်းဟာပြည်သူကျွေးတဲ့ထမင်းဒါကြောင့်တလုံးစားဘူးသူယေရှုကိုမသိတဲ့ကောင်တွေရဲ့တွားရလမ်းဟာငရဲပါပဲအဲ့ဒီကောင်ကြီးစစ်တပ်တက်လုံးရဲ့ပါဇက်ထဲခြေမထက်ကလော်လိုက်ပြည်သူကျွေးတဲ့ထမင်းတွေအတောက်လိုက်ထွက်လာမယ်လို့
ဖတ်စစ်တပ်မှာခွေးထက်မိုက်တဲ့ကောင်နဲ့အောက်မှာစစ်မှုထမ်းနေတဲ့ဒီကွဲတူသေချင်းစိုးမဲ့ကောင်တွေကိုဒီနေရာကပြောလို့ပါတယ်အဲ့တော့တတ်တယ်လို့နတ်တယ်လို့နဲ့မင်းအောင်နိုင်ကဖတ်စစ်တပ်ဘောမမဲ့လူငယ်တွေကိုပေါ့ဗျာဖတ်စစ်တပ်အကြိုက်လိုတော်တိစိတ်တော်တိခေါင်းကြီးမဲ့ဒီရေချောင်းလေချောင်းတင်နန်းသားတွေကိုတွေးဆုံတင်ပါတလုံးစားဘူးသူဂျေဇူးဒီမြေမှာမွေးဒီရေမှာကြီးမြင့်တဲ့သူတွေကနိုင်ငံတော်ကိုဂျေဇူးစစ်တာအကြောင်းကြီးကြမယ်ဝတ္တရားရှိတယ်ခွေးပါဇက်ကနတ်ကစကားထွက်တာပါခွေးပါဇက်ကနတ်ကစကားထွက်ခဲ့တာပါပြောတဲ့ပါဇက်ကိုဘာနဲ့ပလုတ်ချင်းခိုင်းကောမင်းတို့စစ်တပ်တက်လုံးသာတလုံးစားဘူးကျေးဇူးတီးခဲ့မယ်ဆိုရင်ဒီကနေ့လိုအဖြစ်ဆိုးမျိုးငါတို့တိုင်းပြီးမရောက်ဘူးရှင်းတယ်တခွန်းလေးပြောမယ်ထပ်ပြောမယ်မင်းတို့စစ်တပ်သာတလုံးစားဘူးကျေးဇူးတီးခဲ့မယ်ဆိုရင်ငါတို့တိုင်းပြီးနဲ့လူလူဒီကနေ့အခြေအနေမျိုးမရောက်ဘူးကျေးဇူးကမ်းတဲ့စစ်တပ်သစ္စာမဲတဲ့စစ်တပ်ပြည်သူရဲ့ကျွေးတဲ့ဓမင်းကိုစားတလုံးစားဘူးကျေးဇူးမသိတဲ့ကောင်ကြီးပါဇက်ကခွေးပါဇက်ကနတ်စကားထွက်ကြနေတယ်ဗျာတမကူတခိုးတင်ဇရက်ကိုဂျိုးထင်အောင်ဖင်ပြောခေါင်းပြောနဲ့မင်းအောင်လိုက်တယောက်ကြက်မပြေတဲ့အခြေအနေဟာထင်ရှားလာနေပါစိတ်ဒဇဆန်ဆန်နဲ့တိုင်းပြည်အာဏာကိုမတရားသိမ်းခဲ့ပြီးတော့ဒီကနေ့ဒီစိတ်ဒဇဆန်ဆန်နဲ့လူတွေတတ်တာသိမ်းနေတာကိုပြုံးပျော်နေတဲ့မင်းအောင်လိုက်ဟာကြက်မပြေတဲ့ဗမာပြည်ရဲ့ပထမဦးဆုံးသောအာဏာသိမ်းစစ်ကောင်းဆောင်လို့ကျွန်တော်တို့ရှုမြင်သုံးသပ်လို့ရပါအဲ့တော့ဒီမြန်မာမွေးပြီးဒီမှာကြီးတယ်ရောဒီရေကိုတောက်တယ်ဒီနိုင်ငံကထမင်းကိုစားပြီးတော့တလုံးစားဘူးသူကျေးဇူးရှိကြနိုင်ငံတော်ကိုတစ္ဆာစောင့်တည်ရမယ်နိုင်ငံတော်ဆိုတာပြည်သူပါပဲပြည်သူကိုတစ္ဆာစောင့်မသိတဲ့ကောင်တစ္ဆာမဲ့တဲ့ဖတ်စစ်တပ်ဟာဝိပတ်ကြမှာဟာထက်ချက်မကွာလိုက်နေပါအနည်းဆုံးဥပမာတစ်ခုကိုပြောရင်းဒီကုန်းချုပ်ပါမယ်ဟိုတိုင်းကွင်းကြည့်ရဖို့အပြစ်မဲ့တဲ့ကလေးငယ်22ယောက်22ယောက်20ပေါ့နော်22ယောက်နောက်တိုးနေသူ24ယောက်နော်ဆရာမ2ယောက်အပါဘုံကျဲတပ်ဖြတ်လိုက်တယ်တိတ်မကြခင်ရက်ပိုင်းမှာပဲစစ်တပ်ရဲရင်နှစီမွားစာကျဲအောင်ကြည်ပြီးလေဓာတ်ကလေဘဲတွေတပ်ပြောက်ဆုံးကတ်တန်တွေလေဓာတ်ထဲမှာညံနေပြီဒါဟာဝိပတ်ကြမှာလို့ပြောလို့ရတယ်ငါတို့နှလုံးသားထဲမှာမင်းတို့ရုပ်မာမှုနဲ့တစ္ဆာမဲမှုပြည်သူကျွေးတဲ့ထမင်းကိုစားပြီးတလုံးစားဘူးသူဂျေဇုမတိတတ်တဲ့ကောင်တွေကိုပြည်သူလူထုနဲ့တော်လိုင်းတက်တွေကပေးတဲ့သင်ခန်းစာဖြစ်တယ်လောကတဘာဝိထဥပရိတရဲ့တန်ခတ်မှုလည်းပြောလို့ရပါတယ်အဲ့တော့ခွင့်လို့ရှင်တဲ့ကောင်ခွင့်လို့ကြပါလိမ့်မယ်လောကကြီးကတော့ရုံမာတဲ့ဖတ်စစ်တပ်ကိုလုံးဝခွင့်လို့မဟုတ်ပါရေရီယာတွေဘလောက်ချီချီဒီညတော့ဒီလောက်ပဲအားလုံးကိုကျေးဇူးတင်ပါ